ဒီလိုကိတ်လှလှလေးဘယ်လိုလုပ်မလဲဆိုတဲ့အစဆုံးဗီဒီယိုလေးလာပါပြီရှင်။စိုက်လေးကတော့ရှစ်လက်မစိုက်လေးပါ။နင်းစီပွင့်အကြီးကြီးပုံစံပေါ့နော်။နင်းစီကိုပွင့်နေတာလည်းရတယ်ဖူးနေတာလည်းရတယ်။နင်းစီနော်ဆယ်ကောင်းလေးနဲ့ပဲတုံးသွားတယ်။အလယ်မှာနင်းစီနော်ဆယ်ကောင်းလေးနဲ့ပွင့်ဖက်လေးတွေတစ်ဖက်ချင်းစီလိုက်ထဲမှာပါနင်းစီလေးတွေအားလုံးပန်းပွင့်လေးတွေအားလုံးကအလဲမှာဆိုရင်အယောင်လေးတွေကပိုတောက်ပါတယ်အလဲမှာအတောက်ဆုံးအယောင်ကိုတုံးပြီးတော့မှဘေးဘက်အဖက်လေးတွေကိုဖြည်းဖြည်းချင်းအယောင်မိန်သွားမယ်ပေါ့နော်အနီရောင်လေးကနေပန်းရောင်လေးကနေအဖြူရောင်အဲ့လိုအယောင်လေးတွေကိုကာလာအစင်စင်တဆင့်ချင်းစီကိုဖြော့ပြီးတော့တုံးသွားပါတယ်ရှင်ကစတမာကကာလာကိုအဖြူကြီးပဲလိုချင်တယ်ဆိုလဲရပါတယ်ပန်းရောင်ကြီးပဲလိုချင်တယ်အပြာရောင်ကြီးပဲလိုချင်တယ်အဝါရောင်ကြီးပဲလိုချင်တယ်ကိုကြိုက်တဲ့အယောင်နဲ့ရတယ်ပေါ့နော်ကျွန်တော်အခုလုပ်နေတာလေးကတော့ကာလာသီအိုရီရဲ့သဘောအတိုင်းပန်းပွင့်လေးရဲ့သဘောတဘာဝအတိုင်းလုပ်သွားတာဖြစ်ပါတယ်မွေးနေ့ကိတ်အလှဆင်တာလေးကလည်းလက်မှုပညာအမှုပညာလေးဖြစ်တာမို့လို့ပုံသေးသတ်မှတ်ထားတဲ့ပုံသေးနည်းတွေတော့မရှိဘူးပေါ့နော်လူတယောက်ရဲ့လက်ပေါ်မူတည်ပြီးတော့မှကိုယ့်ရဲ့လက်စိတ်သူ့ရဲ့လက်စိတ်သူ့လက်အခြေအနေသူ့ရဲ့ကျွမ်းကျင်မှုကိုယ့်ရဲ့ကျွမ်းကျင်မှုအခြေအနေပေါ်မူတည်ပြီးတော့ကိတ်လေးတွေကလုံးဝဆက်နဲ့ထုတ်လုပ်တာလို့တထက်သေးတော့မဟုတ်ပဲနဲ့ကိုယ့်လက်သူ့လက်ကျွမ်းကျင်တဲ့လူပေါ်မူတည်ပြီးကိုယ့်အမှုပညာသူ့အမှုပညာပေါ့နော်အဲ့လိုလေးတွေကွာပါတယ်ရှင့်ဒါမို့လို့ကိတ်ပုံလေးတွေကိုပြပြီးတော့မာတဲ့အခါမှာ100%တစ်ထက်တည်းတူနိုင်တာလည်းဖြစ်နိုင်တယ်လို့မတူနိုင်တာလေးလည်းဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းလေးပြောပြချင်ပါတယ်